ဒီတော့ဘုန်းကြီးတို့ပြိဿကကြည့်ရမှာကကိုဘယ်သေးပါလဲပေါ့ဒီလေးမျိုးတွေမှာဒီတစ်မျိုးမျိုးတော့ဖြစ်ဘုန်းကြီးတို့ပြိဿပါမှာပဲကြင့်ကြံနေပြီဆိုတော့အခုတရက်နှစ်ရက်အားထုတ်ကြည့်လိုက်လို့ရှိရင်သိတချို့ကကြင့်ရတာဘာမှမခက်ဘူးစပြီးတော့ရှုမှတ်တယ်ဆိုတာနဲ့အရှုခံတဲ့အရှုညာတန်းပြီးတော့လွယ်လွယ်ကူကူနဲ့သွားလိုက်တာတရားလမ်းဖြောက်တန်းပြီးတော့သူ့အတွက်မခဲရင်တချို့ကြတော့ကြည်ကြံကြိုးစားအထုတ်တဲ့နေရာမှာခဲရင်နဲ့ပင်ပန်းနေတခါလေပင်ပန်းလိုက်တာခက်လိုက်တာတမာတိရဖို့လည်းမလွယ်ဘူးရှုစရာမစရာတွေးဖို့လည်းမလွယ်ဘူးအကျင့်နဲ့ကြိုးစားပြီးတော့ကျင့်ရတယ်ပေါ့ဒါအကျင့်ပိုင်းအတိပိုင်းကိုကြည်လိုက်ပြန်တော့အတိဉာဏ်သူနဲ့အတိနှေးသူတချို့ကအတိဉာဏ်နေတချို့ကအတိနှေးတယ်ကဲအဲ့တော့ကိုကရွေးချယ်ရမယ်ဘုန်းကြီးတို့ပြိဿအကျင့်နဲ့အတိမှာမြန်သိကျင်လားနှေးသိကျင်လားပေါ့ဟုတ်ပြီလားတချို့ကလည်းပဲမြန်သိတယ်တချို့ကလည်းနှေးသိအဲ့ဒီမြန်သိနှေးသိတဲ့နေရာမှာကျင့်တဲ့နေရာမှာလေတချို့ကအကျင့်လွယ်တယ်တချို့ကအကျင့်ခက်တယ်ပေါ့ဒီတော့ဘုန်းကြီးတို့ပြိဿကကျင့်တဲ့နေရာမှာချမ်းချမ်းသာသာနဲ့ဖြစ်ချင်လားပင်ပန်းပန်းနဲ့ဖြစ်ချင်လားပေါ့ဒါကြည့်ရမယ်နော်တချို့ကချမ်းချမ်းသာသာနဲ့ကျင့်နေမယ်လို့အတိကနှီးချမ်းသာတယ်ကျင့်တဲ့ချိန်ကမှတော့ပြလွယ်လိုက်တာဘာမှမခက်ဘူးပြောတဲ့အတိုင်းဆရာသမားကြားတဲ့အတိုင်းဒါလည်းအထုတ်နေလိုက်တာကွက်တိပဲပေါ့လွယ်လိုက်တာမြင်သွားလိုက်တာယုံနာတရားတွေဖြတ်လတ်တွက်လဲနဲ့အကျင့်ကချမ်းသာဒါပေမဲ့လို့အကျင့်ချမ်းသာတော်လေးပဲအတိနှီးတဲ့သူတွေရှိဘာနှီးလဲအတိနှီးအကျင့်ကဘာဖြစ်တော့ချမ်းသာတယ်အတိကနှီးတချို့ကတော့အကျင့်ဆင်းရဲတယ်အတိကမြန်တယ်ပေါ့ပင်ပန်းပြီးတော့ကျင့်ရပေမဲ့လို့သူတရားရသွားတဲ့ချိန်ကကြတော့ကာလပိုင်းခြားနဲ့ကြည့်လိုက်လို့ရှိရင်ခဏလေးရတချို့ကတပတ်10ရက်လောက်အားထုတ်လိုက်လို့ရှိရင်တရားသိတော်တော်ကြီးရောက်သွားအဲ့ဒီတပတ်10ရက်အားထုတ်လိုက်လို့ရတဲ့အသိဉာဏ်မျိုးတချို့ကလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံတော့မှအားထုတ်တော့မှပင်ပန်းဆင်းရဲရဲဒုက္ခခံပြီးတော့ကိုကျင့်တော့မှအဲ့ဒီအသိလောက်ပဲရတဲ့သူမရှိဘူးလားရှိတယ်တယောက်နဲ့တယောက်နဲ့တူရဲ့လားအဲ့တော့ဘုန်းကြီးတို့ပြိဿတိသတိထားမယ်ငါအကျင့်တရားပင်ပန်းနေခဲရင်နေဆိုပြီးတော့လည်းပဲအဲ့ဒါစိတ်ဓာတ်မကြနဲ့ပေါ့ငါအားထုတ်လို့လည်းမရဘူးငါစိတ်တွေကလည်းမငြိမ်လိုက်တာစိတ်တွေကလည်းမတည်လိုက်တာဘယ်ရောက်လို့ရောက်မှမသိဘလို့ထိရမှမသိရှုစရာယုံနေလေငါဘာမှမမြင်ဘူးလို့တချို့ကဘုန်းကြီးတို့ပြိဿအကျင့်ခက်တယ်ပေါ့နော်အကျင့်ခက်တယ်ဒါပေမဲ့လို့အဲ့လိုအကျင့်ခက်ပြီမဲ့လို့အမှတ်မထင်အသိမြန်သွားတာလေရှိအကျင့်ခက်ပြီမဲ့လို့အသိပါဖြစ်တယ်မြန်တချို့ကအကျင့်ခက်ပင်ခက်တော်လည်းပဲအသိနှီးတယ်ပေါ့လေးမျိုးတော့အကျင့်လွယ်ပြီးတော့အသိမြန်တဲ့သူအသိနှီးတဲ့သူနှစ်ယောက်အကျင့်ခက်ပြီးတော့အသိမြန်တဲ့သူအသိနှေးတဲ့သူနှစ်ယောက်အဲ့လေးမျိုးလေးစားရှိနေတော့ဘုန်းကြီးဒီကနေ့ညပြောချင်တာကအကျင့်လည်းပဲလွယ်တယ်အသိလည်းပဲမြန်တယ်ဆိုတဲ့ကျင့်စဉ်ပေါ့အကျင့်ရလည်းဘာဖြစ်မယ်လွယ်ရဟုတ်ပြီလားအကျင့်လွယ်တာနဲ့အကျင့်ခက်တာနဲ့ဘုန်းကြီးတို့ပြိဿဘယ်ဟာကြိုက်ခက်တာလေးကြိုက်ဘူးလားကြိုက်ဘူးလွယ်တာကြိုက်တယ်အကျင့်ကဘာဖြစ်ရမလဲလွယ်ရအသိကနှေးတာနဲ့ဉာဏ်တာနဲ့ဘယ်ဟာကြိုက်ဉာဏ်တာပဲကြိုက်တယ်အဲ့တော့အသိလည်းပဲဉာဏ်ရမယ်အကျင့်လည်းပဲလွယ်ရမယ်ပေါ့ဟုတ်ပြီလားအဲ့ဒီထဲမှာကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပြိဿခုနကပုဂ္ဂိုလ်၄မျိုးမပြောလိုက်ဘူးလားပုဂ္ဂိုလ်၄မျိုးပြောတဲ့ထဲမှာအကျင့်လွယ်ပြီးတော့အသိဉာဏ်တဲ့သူတယောက်ပဲရှိတယ်နော်ကျန်တဲ့၃ယောက်ကဘုန်းကြီးတို့ပြိဿဒီတိုင်းလိုက်တူလို့မရဘူးဟုတ်ပြီလားဒါပေမဲ့လို့ဘုန်းကြီးတို့ဘုရားရှင်ကိုလိုမြတ်ကြီးလက်ထက်တုန်းကအတိလေးပဲဉာဏ်အကျင့်လေးပဲ
luere jin sen ne tiaya dwa de tu shi de tu jin ni jan ni a thuk ni le po da le boi no praitha jit tat jan tat a thuk tat aw along လိုက်ပြီးတော့ဆိုကြည့်ပေါ့ဘုန်းကြီးလင်္ကာလေးနဲ့တိုင်ပြမယ်မြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုကဲမြင်တဲ့နေရာဘာမပါလဲမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုဒါကြင့်နည်းပဲမြင်တယ်ဆိုတာဘုန်းကြီးတို့ပြိဿဘာနဲ့မြင်တယ်မျက်စိနဲ့မြင်တယ်ကဲလူတိုင်းမှာမျက်စိမရှိဘူးလားလူတိုင်းဘုန်းကြီးတို့ပြိဿမျက်စိရှိတဲ့အတွက်ကြောင့်မို့လို့မြင်နေကြတယ်ပေါ့မြင်တော့လည်းပဲတဦးနဲ့တူတယောက်နဲ့တယောက်ပြီးမြင်မုံချင်းမတူဘူးတူရဲ့လားမြင်မုံချင်းမတူဘူးအဲ့တော့ဒီမှာအကျင့်လွယ်ပြီးတော့အသိဉာဏ်နဲ့သူရဲ့ကျင့်နည်းကိုမြတ်စွာဘုရားပြီးမြင်လိုက်တဲ့ရုပ်တရားပေါ့ဘုန်းကြီးတို့မျက်စိကနေပြီးတော့မြင်ရတဲ့ဆင်းမျိုးစုံရူပယုံအစင်းမျိုးစုံရူပယုံကိုမြင်တဲ့အချိန်ခါမှာမျက်စိနဲ့မြင်နိုင်တဲ့သက်ရှိသမဲအရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲမျက်စိကနေမြင်တာမှန်သမျှရုပ်လို့ရှုရမယ်နော်ဘယ်လိုရှုရမလဲဘာမပါစေရဘူးလေငါမပါစေရဘူးအခုမြင်တော့မြင်တယ်ဘုန်းကြီးတို့ပြိဿရှုနေကြတဲ့နေရာမှာငါမြင်တယ်လို့မပြောဘူးလားကဲဘယ်သူမြင်တာလဲငါမြင်တာဒီလိုပြောတယ်နော်တကယ်မြင်တာဒီငါမြင်တာလားမျက်စိကမြင်တာလားမျက်စိကမြင်တာအဲ့ဒီမှာငါပါရဲ့လားမပါဘူးမျက်စိဆိုတာလေဘာတရားရုပ်တရားဒီခန္ဓာကိုယ်ကြီးနဲ့ဆက်ဆက်နေတာမှန်တယ်မြတ်ရုပ်နော်အဲ့တော့ဒီခန္ဓာကိုယ်ထဲမှာတခုအင်္ဂါစိတ်ပိုင်းနေနဲ့ပန်းဝင်တဲ့မျက်စိဆိုတာလေးပဲရုပ်တရားမျက်စိပါတရားမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်လိုက်တယ်မြင်ရတဲ့ဆင်းမျိုးစုံရူပယုံမျက်စိနဲ့မြင်နိုင်တွေ့နိုင်တဲ့သက်ရှိသမဲအရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲရုပ်တရားလို့ရှုလိုက်တဲ့အခါမှာဘုန်းကြီးတို့ပြိဿသို့သောကငါမြင်တယ်ဆိုတော့ငါဘာမြင်လိုက်တယ်ငါဘသူမြင်လိုက်တယ်ဘယ်လိုမပြောဘူးလားကဲငါပါလို့ရှိရင်ငါယောက်ျားတစ်ယောက်မြင်လိုက်တယ်ငါမိန်းမတစ်ယောက်မြင်လိုက်တယ်ငါအဲ့တလုံးမြင်လိုက်တယ်ငါကားတစ်စီးမြင်လိုက်တယ်ဒီလိုမျိုးပြောတယ်ပေါ့အခုအသိဉာဏ်မြင်လို့ရှိရင်ဘုန်းကြီးတို့ပြိဿသိဘယ်လိုရှုရမလဲမြင်ရတာမှန်သမျှကိုရုပ်လို့ရှုဘယ်လိုရှုကဲမြင်ရတာမှန်သမျှဆိုတော့လူလည်းဖြစ်ခြင်းဖြစ်မယ်တိရစ္ဆာန်လည်းဖြစ်ခြင်းဖြစ်မယ်အိုးအိမ်တိုက်တာတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တစ်ပင်တွေလည်းဖြစ်ခြင်းဖြစ်မယ်မြေကြီးလည်းဖြစ်ခြင်းဖြစ်မယ်ရေလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့ဘာပဲဖြစ်ဖြစ်မြင်ရတာအားလုံးကိုရုပ်လို့ရှုလို့ရှုမယ်အဲ့ဒီနေရာမှာဘာခွာထားရမှာတော့ဆိုလို့ရှိရင်ငါဆိုတာကိုခွာထားငါမြင်တာမဟုတ်ဘူးနော်ဘယ်သူမြင်တာမျက်စိကမြင်တာမျက်စိဆိုတာလေရုပ်တရားမျက်စိဆိုတာဘာတရားဒါကျင့်နေတာပဲမျက်စိဆိုတာရုပ်ပဲလို့သိအောင်ဘုန်းကြီးတို့ပြိဿကျင့်နေတယ်မျက်စိနဲ့မြင်ရတာမှန်သမျှကိုတဲ့ရုပ်တရားလို့သိမြင်အောင်ကျင့်ကြံနေကြတယ်အခုပုံမှန်ကိုသိနေတဲ့ဒီကမျက်စိကမြင်ရတာတွေကိုဘုန်းကြီးတို့ပြိဿရုပ်လို့မမြင်ဘူးနော်တာမန်အသိတာမန်မြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမလို့မြင်နေအခုမြင်ရမှာဒီပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမပါစေရဘူးလေဘယ်လိုမြင်ရမလဲရုပ်လို့မြင်ရမယ်ပြန်ဆိုကြည့်မြင်တဲ့နေရာငါမပါ  မြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှု ငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာ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 ငါမပါမြင်တာရုပ်လို့ရှု
မြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်ငါမျှပဲပေါ့မြင်ယုံလေးပဲအဲ့ဒီမှာဘာမှဆက်မသွားနဲ့ဘုန်းကြီးတို့ခုတရားဓမ္မနဲ့မကြည့်မမြင်ဘူးဆိုလို့ရှိရင်မြင်လိုက်တဲ့နောက်မှာဆက်သွားတယ်မြင်ရတာကိုနှစ်သက်သဘောကျတယ်မြင်ရတာကိုမနှစ်သက်ဘူးသဘောမကျဘူးဒါလို့မသွားဘူးလားဟာဒါလေးမြင်လိုက်တဲ့အချိန်ကမှဒါရုပ်တရားပဲလို့မရနိုင်တဲ့သူမရနိုင်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်ရာဂပါသွားတယ်ဒါလေးကိုသဘောမကျဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်ဒေါသပါသွားတယ်လောဘပဲရောက်လိုက်ဒေါသပဲရောက်လိုက်ဆိုတော့အကုသိုလ်ဘက်ကိုမနှွယ်ဘူးလားအကုသိုလ်ဘက်ကိုလှမ်းပြောင်းသွားတယ်နော်ခုနမြင်ယုံလေးတင်ဘုန်းကြီးတို့ပြိဿရပ်ပြီးတော့ဒါရုပ်ပေးလို့ရှုလိုက်လို့ရှိရင်လောဘပဲလေမသွားဘူးဒေါသပဲလေမသွားတော့ရှက်သွားအဲ့ဒါကျင့်စဉ်လေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးတဲ့ကျင့်စဉ်အကျင့်လေလွယ်အတိကမြန်တယ်အကျင့်ကဘာဖြစ်တယ်ကဲကျင့်ရတာဘုန်းကြီးတို့ပြိဿခက်ဘာမှမခက်ဘူးကိုယ်မျက်စိရှိနေတဲ့ဒီမျက်စိနဲ့မြင်နေအမြင်ပြောင်းလိုက်တာပဲရှိပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမငါသူတစ်ပါးလို့မမြင်သေးတယ်ဘယ်လိုမြင်ရမလဲရုပ်လို့မြင်ကဲဒါထက်လွယ်တာရှိသေးလားရှိဘူးမြင်တတ်တဲ့ဒီမျက်စိကိုရုပ်လို့ပြန်မြင်ပေါ့မြင်တတ်တဲ့မျက်စိကလေရုပ်တရားမြင်ရတာကလေရုပ်တရားနော်မြင်တဲ့တရားငါမပါမြင်တာရုပ်လို့ရှုကဲအဲ့ဒီလိုရှုလိုက်ခြင်းအဖြစ်ရုပ်တရားလို့ရှုလိုက်တယ်ဆိုရင်လည်းငါဆွဲကင်းနေရှုလို့ရှုနိုင်လို့ရှိရင်ဘာဆွဲကင်းငါဆိုတဲ့အဆွဲကင်းနေမရှုနိုင်လို့ရှိရင်ငါပါပြီမရှုနိုင်ရင်ပါပါလားငါပါလာလို့ရှိရင်ဒီအကျင့်မှန်သေးလားငါနှစ်သက်တယ်ငါသဘောကျတယ်ငါကြိုက်တယ်ငါမကြိုက်ဘူးပေါ့ငါလိုချင်တယ်ငါမလိုချင်ဘူးမလားဟုတ်လားပါပါလားလေငါပါလာတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿငါဆွဲဝင်ရင်အကျင့်မှာဖြစ်သွားအခုကျင့်တဲ့နေရာမှာဒါလေးသတိထားရုံနဲ့တော့ဘုန်းကြီးတို့တရားကျင့်တယ်ဆိုတာအမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်တရားလမ်းကြောင်းတိုင်းတဲ့သွားအောင်တတိလေးထားလိုက်တာပဲတတိလေးနဲ့ထိန်းလိုက်တာပဲတရားမထုတ်တဲ့အချိန်ခါမှလည်းကြည်တာပဲတရားထုတ်တဲ့အချိန်လည်းကြည်နေရတာပဲတရားမထုတ်တဲ့အချိန်ကလည်းပဲနားကနေအတန်တွေကြားတာပဲအထုတ်နေတဲ့အချိန်ခါမှလည်းပဲနားကနေအတန်တွေကြားတာပဲဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကသူ့ပုံမှန်အလုပ်သူလုပ်တဲ့အချိန်ခါမှာဘာအရေးကြီးတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှလုံးသွင်းအရေးကြီးတယ်ပေါ့ဘာအရေးကြီးနှလုံးသွင်းဆိုတာအဲ့ဒါယောနိတောမနတိကာရမှန်တဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်နှလုံးသွင်းရင်ငါမပါစေရဘူးဘာမပါငါပါလို့ရှိရင်အကျင့်မှာငါမပါရင်အကျင့်မှန်ဆိုကြည့်ကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတယ်ဆိုတာဘယ်သူကြားလဲနားကကြားတာဘယ်သူကြားတာကဲငါကြားတယ်မပြောဘူးလားမန္တကယ်ကြားတာငါကြားတာလားနားကကြားတာအဲ့နားဆိုတာဒီဘာတရားရုပ်တရားနာကနေပြီးတော့ကြားနိုင်တဲ့အတန်မျိုးစုံနားရဲကိုဝင်ရောက်လာတဲ့အတန်မျိုးစုံဒီလေရုပ်တရားဘာတရားငါပါသေးလားနော်ဟိုကြားရတဲ့နားဆိုတဲ့စီမှာလေငါဆိုတာဘုန်းကြီးတို့ပြိဿရှာကြည့်ကြားတဲ့နားမှာဘယ်နေရာကိုငါလို့ပြောလို့ရတယ်မရဘူးနော်ငါဆိုတာရှာလို့မတွေ့ကြားရတဲ့အတန်တွေကိုကြည့်လိုက်ရင်လည်းပဲဒီအတန်တွေဒီဘာတော့ရုပ်တရားတွေ